YouTube ကမေးများအားလုံးမင်္ဂလာပါဗျာနော်ကနန်းလေးထိတ်လေးကောင်းလို့ညလေးလာတစ်ချက်ရှင်းပြ2009ခုနှစ်မှာ8ထိတ်3ထိတ်6ထိတ်လို့တန်းတဲ့အောက်မှာ98လို့ခွာတာနော်2016မှာ836ဆိုတဲ့ကနန်းထောင်းပြီးအောက်မှာ98လို့ခွာဒီမှာနောက်တစ်ခါ2025မှာ8ထိတ်3ထိတ်6ထိတ်လို့ထောင်းပြီအမှ98လို့ခွာပြီးခဲ့တဲ့ပွဲမရလိုက်ဘူးမိတ်ဆွေရအဲ့ဒီကနန်းကျွန်တော်ဘာကြီးကလည်းပြမပေးလိုက်တော့လွယ်တယ်ထင်ပြီးတော့မပေးမှဆိုလို့ဆိုအဲ့ကနန်းလေးကျွန်တော်တို့ကပြီးခဲ့တဲ့ပွဲခွန်ခါဖမ်းတာဟုတ်ခွန်ခါအောင်ပြီးတော့ကနန်းဆာမရလိုက်တာမရလေးတစ်ချက်အဲ့ထိတ်တောင်သုံးလုံးကခွန်မှုလို့အဲ့မှာကွာလည်းခွန်ပဲအဲ့လီလုံးပေါင်းခြင်းကအဲ့ငါးလုံးပေါင်းခြင်းကကြတော့4အဲ့4ကိုဒီနောက်ပိတ်ရယ်8နောက်9နောက်ပိတ်ရယ်10နောက်ပိတ်ရယ်9နောက်ပိတ်ရယ်သူက4လို့ပြန်ချုပ်တယ်နော်ဒါထိတ်စီးတန်းရတဲ့ကြောင်း6ထိတ်ရယ်ပေါ့ဗျာဒီမှာလည်းတကက်836လို့ထောင်းပြီအဲ့3လုံးပေါင်းခွန်မို့လို့သူ့အောက်မှာ98နဲ့ခွန်ရောခွန်တော့အဲ့မှာနှလုံးပေါင်းလေးကို6နောက်ပိတ်ရယ်တစ်ခါရယ်ခွန်ထိတ်ရယ်အဲ့4လို့ပြန်ဖြေနော်အမှန်ပြောချင်တာကအဲ့5လုံးပေါင်း4မို့လို့ဒီ3လုံးပေါင်းအတန်းကိုလည်း4လို့ပြန်ဖြေရနော်ဒီမှာလာပြီနောက်တစ်ခါ8ထိတ်ရယ်3ထိတ်ရယ်6ရယ်836ဆိုကနန်းထောင်းပြီးရင်အောက်မှာ98လို့ခွာပြီးသွားပြီအပေါ်3လုံးကလည်း4ခွာအပေါ်3လုံးကခွန်အောက်ကကွာလည်းခွန်ဆိုတော့ပေါင်းခြင်း4အဲ့5လုံးပေါင်းခြင်း4အဲ့4ကိုတဲ့ဒီပွဲကို6နောက်ပိတ်ရယ်ခွန်ခါရယ်တစ်ထိတ်ရယ်မှ4ဖြစ်မှာနော်အမေးစီတို့တစ်ချက်တစ်ထိတ်အောင်တဲ့အကြောင်းလေးကိုဒါတစ်ထိတ်ကြောလေးပေါ့ဗျာဒီပြင်ဆိုင်တွေနဲ့လည်းရှိသေးတာဟုတ်အဲ့ဒါပြီးတော့တဲ့ဘယ်ဟာလေးထပ်ပြပြအောင်ခွန်နောက်ပိတ်လိုင်းလေးတဲ့နောက်ပိတ်လိုင်းဘယ်နှပြောက်ဒီမှာတွေ့654ဆိုပြီးမှ654ဆိုပြီးတော့ခါထောင်တာနော်654ရဲ့အောက်မှာခါကနောက်ပိတ်လို့ဝင်တာနော်သူ့အောက်မှာနော်654လို့ထောင်ပြီးထောင်တဲ့အောက်မှာသူ့အောက်ဘွဲက9ခါက9နောက်ပိတ်လို့ဆင်းတယ်ဒီမှာလည်းနောက်တစ်ခါ654လို့ထောင်းပြီအဲ့မှာသူ့အောက်တပွဲမှာ6ခါက6နောက်ပိတ်လို့ဆင်းတယ်ဟုတ်ပြီဒီမှာလည်းအတူတူပဲเนาะအဲ့မှာ654လို့ထောင်းပြီးသူ့အောက်တပွဲဟိုမှာခွန်ခါကခွန်နောက်ပိတ်လို့ဆင်းมาလားပေါ့ဗျာအမှန်တော့သူကစီနီယာအနေနဲ့ပြေးနေတာဗျာနော်9နောက်ပိတ်ဒီမှာ6နောက်ပိတ်ဒီမှာ9နောက်ပိတ်လို့ဆင်းပေးมาလားပေါ့9နောက်ပိတ်လို့ဆင်းပေးมาဆိုလို့ရှိရင်တဲ့သူကဒီကနန်းလေးကလည်းဟွာဖြစ်နေတာဒီမှာဒီနောက်ပေါင်း9ကဒီကျန်းစာပေါ့ဗျာနောက်ပေါင်း9လေးကတပွဲကျော်မှာ9ခါလို့ဝင်တယ်နော်သူကကိုတပွဲချလိုက်ဒီနောက်ပေါင်း6ကလေးကသူ့အောက်တပွဲကျော်ကို6ခါလို့ဝင်နော်အမှတပွဲချလိုက်ဒီနောက်ပေါင်း10လေးကသူ့အောက်တပွဲကျော်မှာ3ညခါလို့ဝင်มาလားပေါ့နော်ဒါဒီနေ့ဖြစ်ချင်းတွေကိုပြောပြတာပါသူကနောက်ပြီးတော့တစ်ချက်ရှိသေးတယ်ဒါလေးကဒီဘရိတ်ရယ်ဒီကောင်2ရယ်4ရယ်ဆိုတော့6ရယ်3ရယ်ဆိုတော့9ဒီဘရိတ်3ခုပေါင်း9
ဒီပရိတ်ရဲ့ပေါင်းချင်းကလည်း6ပဲပေါင်းကြည့်လိုက်နော်မိတ်ဆွေတို့ကြာနေမှာဆိုလို့ပြီးရင်ဒီပရိတ်ရဲ့လည်း6ပဲနော်ဒါပရိတ်ရလိုက်တာနဲ့ကနန်းရောတစ်ခါလေးတန့်ရသွားမှာပေါ့ဗျာနော်ဒီပရိတ်ရဲ့ခုလာပြီဒီပရိတ်ရဲ့အဲ့ပရိတ်3ခုပေါင်း6ဖြစ်ချင်တာဆိုတော့じゃ तू က10ပရိတ်လာမှာ10ပရိတ်လာမှာဆိုတော့ဒီကနန်းလေးလည်းမစိုးဘူးဆိုတဲ့ကြောင့် तू ကဘာကြောင့်လဲဆိုဒီနားလေးတွေကတ်တက်နေတာဒီမာတွေကနှလုံးပေါင်း9နှလုံးပေါင်း8တန်နဲ့ပရိတ်8ဒီမှာလည်းနှလုံးပေါင်း8တန်နဲ့ပရိတ်8ဒီမှာလည်းနှလုံးပေါင်း8တန်နဲ့ပရိတ်8လို့လာအောင်မလားပရိတ်8ကလည်းရှိထားသေးတာဟုတ်ဗျအဲဒါကြောင့်လို့အကနန်းလေးတစ်ကွက်လည်းမစိုးဘူးဒါဖမ်းထားတဲ့မူကတော့တတ်ရှိတာပေါ့ဗျာနာမေးဆွေတို့တစ်ချက်ပြပြီနော်ကိုတစ်3လို့ထွက်ပြီသူ့အောက်အခြေအတူတူပဲနော်ကိုကနေ1 2 3 4 5နှစ်ဇောင်းဆင်းပြီးတော့သူ့အောက်မှာထွက်တာဒီကနန်းနော်ခွန်နှစ်4ဆိုတဲ့ကနန်းဒီမှာလည်းလာပြီ931လို့ထွက်ပြီသူကလည်းစယူမ1 2 3 4 5နှစ်မြောက်ရဲ့အောက်မှာထွက်တဲ့ဒီကနန်းဒီကနန်းကကြတော့အဲ့ကောင်ကလည်းခွန်4နှစ်ပဲဒီမှာကခွန်ထိပ်တွေနဲ့လိုက်ထွက်နေတာပေါ့ဗျာသူကတော့အပေါ်က6ထိပ်တွေနဲ့ထွက်တယ်ဒီမှာလည်း6ထိပ်နဲ့ထွက်တယ်6ထိပ်ခွန်ထိပ်6ထိပ်ခွန်ထိပ်တွေပေါ့ဗျာနော်နှစ်ကွက်ပဲသူကလဲအောင်အဲ့အောင်မှာနေလိုက်လာလိုက်သူကနေစယူလိုက်မယ်1 2 3 4 5 6ခွန်8ရှစ်ချိန်များဆိုသူ့ဘေးကိုယူတော့မယ်နော်သူကစယူလိုက်မယ်1 2 3 4ပင်မြောက်မှာဒီကနန်းထွက်ပြီနော်သူကလည်းဒီမှာယူစယူလိုက်မယ်1 2 3 4 5 6ခွန်8ပင်မြောက်ရောက်ပါသူကစယူမယ်နော်1 2 3 4ပင်မြောက်မှာဒီမှာကလည်း6 4 3ပဲဒီမှာကလည်း6 4 3တဲရိုက်ထားတာဟုတ်ပြီတဲ့သူဒီဘက်ကိုရွှေ့ခြင်းနဲ့ကနန်း1 နှစ် 2 နှစ် 3 နှစ် 4 နှစ် 5 နှစ် 6 နှစ် 9 နှစ် 10 နှစ်မြောက်မှာဒီကနန်းထွက်ပြီဒီကနန်းရဲ့အောက်မှာထွက်မယ်ဒီကနန်းနော်သူကလည်းရည်တော့မယ်နော်1 နှစ် 2 နှစ် 3 နှစ် 4 နှစ် 5 နှစ် 6 နှစ် 9 နှစ် 10 နှစ်မြောက်မှာဒီကနန်းထွက်ပြီဒီကနန်းရဲ့အောက်မှာဒီဘက်ကနန်းကိုထွက်ချင်တာနော်ထွက်ချင်တာဘာကြောင့်လဲဆိုတော့သူကအဲ့လို10 နှစ်မြောက်ရဲ့တန်းမှာကအဲ့ကနန်းလေးကနေရော1 2 3 4 5 6 9 10နှစ်မြောက်မှာဒီကနန်းထွက်ပြီဒီကနန်းကဒီတက်ခါလို့ထိုင်တော့မယ်ဆိုရင်တဲ့ဂွားတစ်နဲ့ထွက်သွားတာနော်ဒီမှာလည်းပုံစံတူပဲ1 2 3 4 5 6ခွန်10နှစ်မြောက်မှာဒီကနန်းထွက်ပြီဒီမှာခွန်ခါထိုင်နေပြီးမှာတဲ့ဂွားခွန်နဲ့ထွက်သွားတာနော်သူ့လိုပုံစံတူပေါ့ဗျာအဲ့အောက်မှာထွက်မယ်လာမယ်ကနန်းသူ့ရဲ့ရှေ့နှစ်ကဒီမှာနောက်ပေါင်း4ဘူးနော်4နောက်ဘူးအဘူးခွာနဲ့4ဟိုပေါ့ဗျာ2ဘူးခွာပေါ့ဗျာပြောချင်တာ2ဘူးခွာနဲ့သူ့အောင်မှာဘရိတ်က9နော်ဒီမှာလဲသူ့ရှေ့မှာကောင်းမှာထွက်ထားတာ4နောက်ဘူးနော်ဒီမှာ2ဘူးခွာနဲ့သူ့အောင်မှာထွက်တာလဲဘရိတ်9နော်ဘရိတ်9ရဲ့ဇောင်းမှာထွက်ချင်တာကျွန်တော်တို့ကဒီကနန်းကိုဘရိတ်9ရဲ့ဇောင်းမှာဒီကနန်းထွက်တယ်တဲ့ဒီဘရိတ်9ရဲ့ဒီ4နောက်ဘူးရဲ့ဇောင်းမှာလဲအကနန်းထွက်ချင်တာအကနန်းကိုရွှေ့ချင်တာဆိုတာအထိုင်နေထားနဲ့ခုနတော့မိတ်ဆွေတို့တခါတည်းရှင်းပြပြီးနော်ကျွန်တော်တို့ကလှဲလို့လှဲရမယ်ဆိုရင်နှစ်ကွက်ပဲလှဲရမှာပေါ့ဗျာနော်နှစ်ကွက်လှဲရမှာဆိုဒီမှာတစ်ထက်ကရပြီးသားအဲ့မှာကျွန်တော်တို့ကဖမ်းထားတဲ့ပုံစံကကြဘရိတ်9ဖမ်းတဲ့လူဆိုတော့ဘရိတ်9ဆိုင်ပဲပြအောင်ပေါ့အဲ့ဒါဆိုတော့ဒီကနန်းလေးဖြစ်မှာဗျဟုတ်တယ်မို့လားသူကလည်းအဲ့ဒါလေးတစ်ချက်ရှင်းပြအောင်သူကနှစ်ကွက်ထဲလှဲရမှာဆိုတော့သူကကြတော့အမှတစ်ထိန်နေဆိုရင်တကွက်ထဲကြိတ်ချင်လဲကြိတ်လို့ရအောင်လို့လေဒါကဒီမှာနှလုံးပေါင်း8ဒီမှာလဲနှလုံးပေါင်း8ဒီကြိမ်မှာလဲနှလုံးပေါင်း8ပါဆိုလို့ရှိရင်အဲ့ကဏ္ဍလေးကလှလို့မို့လို့နော်နှလုံးပေါင်း8တန်ပါမယ်9တန်လဲပါရမယ်က
ဘရိတ်ကိုလည်းဖြစ်ရမယ်တုံညပိုင်နဲ့ဆိုရင်အကနန်လေးကမစိုးဘူးလို့ထင်တာပဲ